one ပြ one shot ဖြစ်ပြီဆိုလို့ရှိရင်မိမိအိမ်မှာပဲပုံမှန်အားဖြင့်ဒီကုသလို့ရတဲ့နည်းရှိတယ်အရင်မပြင်းထန်ဘူးဆိုရင် one shot တာကတစ်ချိန်နှစ်ချိန်ပဲရှိသေးတယ်အရင်ပြင်းထန်တဲ့လက္ခဏာတွေလည်းမရှိသေးဘူးဆိုရင်နံပါတ်1 ORS လို့ခေါ်တဲ့ဓာတ်စားရည်နော်ဓာတ်စားရည်ဆိုတဲ့အခုချိန်မှာဆိုရင်ဓာတ်စားတုပ်တွေစီကန်းစီးဆိုင်ဒီမှာအလွယ်တကူဝယ်လို့ရနေပြီပြီးတော့ဖြော်တဲ့နေရလည်းအရန်ကိုလွယ်တယ်ရေတံမှုတစ်ခု1လီတာတစ်ခုဒီနေရာမှာတစ်ခုသတိထားမှာကတချို့သောဓာတ်စားတုပ်တွေကတစ်ခါတော့ဖန်ခွက်တစ်ခွက်စာ200 ml စာဒါတဲ့ဓာတ်စားတုပ်တွေလည်းရှိတယ်အဲ့ဒီဟာလေးတော့သိထားရမယ်1လီတာနဲ့ဖြော်တဲ့ဓာတ်စားတုပ်ဆိုရင်ဒါဖြော်ရလည်းလွယ်တယ်ဒီမှတ်ရလည်းလွယ်တယ်ပေါ့နော်အဲ့တော့1လီတာနဲ့ဖြော်တဲ့ဓာတ်စားတုပ်ထုတ်ကိုဒီရေတံမှု1လီတာနဲ့ထည့်ပြီးတော့ဖြော်ထားအကျဉ်းချင်းပြောပါဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်တွေက1 shot တဲ့အခါမှာဆုံးရှုံးသွားတဲ့ပမာဏအတိုင်းအရေးပမာဏအတိုင်းခံမှန်းပြီးတောက်ပါပိုကောင်းအောင်ဆိုပြီးတော့အဲ့ထက်ကြော်ပြီးအများကြီးတောက်လို့မရဘူးသူကစားဓာတ်ဖြစ်ပါတဲ့အတွက်ကြောင့်အငံဓာတ်ပါတဲ့အတွက်ကြောင့်မလို့လိုအပ်တာထက်ပိုပြီးတောက်လို့ရှိရင်ဒီသွေးတိုးတာမျိုးဖြစ်နိုင်တယ်ပြီးတော့အငံဓာတ်ပါတဲ့အတွက်ကြောင့်မလို့ပိုပြီးတော့သူက1 shot စီတဲ့အန်